မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel ကနေကြိုဆိုပါရစေကျွန်တော်ဒီတစ်ခေါက်မျှဝေပေးမယ့်အကြောင်းအရာကကိုယ့်အိမ်မှာကလေးတွေပါတယ်ရှိရဆိုရင် YouTube ပြမယ်ဆိုရင်ဒီ setting လေးတွေကိုချိန်ထားပေးဖို့မမေ့နဲ့เนาะဒီ setting လေးတွေကိုချိန်ထားခြင်းအပြင်ကိုယ်ကလေးတွေကိုကိုမမြင်စေခြင်းနဲ့comment တွေကိုမမြင်စေခြင်းနဲ့ဒီဗီဒီယိုတွေကိုဒီ setting လေးချိန်ထားတဲ့အတွက်ပြပေးမှာမဟုတ်ဘူးပေါ့နော်အရင်ဆုံးကျွန်တော်ရဲ့ YouTube channel လေးကိုဝင်မယ်ဝင်ပြီးသွားရင်အောက်နားလေးမှာရှိတယ် home ရှိတယ် short ရှိတယ်ကျွန်တော်တို့ video upload လုပ်တဲ့ဟာလေးရှိတယ်ပြီးရင် subscribe ရှိရယ် subscribe ရဲ့ဘေးနားလေးမှာကျွန်တော်တို့ဒီ user ဆိုတာလေးကိုယ့်ရဲ့ channel ပေါ့နော်ကိုယ့်ရဲ့ channel name လေးရှိတယ်အဲ့ဒီထဲကို user ဆိုတဲ့ဟာကိုနှိပ်မယ်user ဆိုတဲ့ဟာကိုနှိပ်ပြီးသွားရင်ဘယ်အပေါ်ဆုံးတောက်မှရှိတယ်ကျွန်တော်တို့ setting လေးကိုဝင်လိုက်မယ် setting နဲ့ဝင်ပြီးသွားရင်ကျွန်တော်ဒီမှာအပေါ်ဆုံးမှာရှိတဲ့ general ဆိုတာရှိရဒီ general တွေကိုဝင်လိုက်မယ် general တွေကိုဝင်လိုက် general တွေကိုဝင်ပြီးသွားရင်ကျွန်တော်ဒီအောက်ကလေးကိုနည်းနည်းဆွဲချဒီ location ရဲ့အောက်နားလေးမှာရှိတယ် resisted move ဆိုတာရှိတယ် resisted move ကိုကျွန်တော်ကိုက off ထားတယ်ဆိုရင်ကျွန်တော်တို့က on ပေးလိုက်ပါဒီ on ပေးခြင်းအပြင်ကျွန်တော်ကိုယ့်ရဲ့ကလေးတွေကိုကိုမမြင်စေချင်တဲ့ဒီရိုင်းရိုင်းဆိုင်ဆိုင် comment တွေရိုင်းရိုင်းဆိုင်ဆိုင်ဗီဒီယိုတွေကိုကျွန်တော်တို့ဒီ YouTube အိမ်ပြီးတော့ပြပေးမှာမဟုတ်ဘူးเนาะဟုတ်ပြီဒီဟာလေးကိုလှုပ်ထားခြင်းအပြင်ကိုယ်ကလေးတွေအတွက်စိတ်ချရတယ်ပေါ့နော်ကိုယ်ကလေးတွေစိတ်လုံးလုံးကြုံစိတ်ချပြီးတော့ကျွန်တော်ဒီ YouTube ကိုကြည့်လို့ရမှာပေါ့နော်ဟုတ်ပြီတရားလေးကတော့ 100% တော့ filter လုံးမပေးနိုင်ဘူးပေါ့နော်ဒါပေမဲ့အများဆုံးရာခိုင်နှုန်းအများဆုံးကို filter လုပ်ပေးထားတယ်တဲ့အဲ့လိုပြောထားတယ်နော်ဟုတ်ပြီကိုယ့်ရဲ့အိမ်မှာကလေးတွေပါရှိရဆိုရင်ဒီ setting လေးကိုချိန်ထားပေးပါကိုကလေးတွေကို YouTube ပြမယ်ဆိုရင်ဒီ setting လေးတွေကိုချိန်ထားပေးဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel ကို like and subscribe မလုပ်ရသေးရင်လည်း subscribe လုပ်ထားပေးပါနောက်ဗီဒီယိုတွေမှာလည်းဒီနည်းပညာအသစ်တွေကိုသင်ပေးမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ